ိုရှိရှိတုန်းကတောအုပ်ကြီးတစ်ခုထဲမှာအလွန်ကြောက်စရာကောင်းပြီးရက်ဆက်တဲ့ချင်းသေးကြီးတစ်ကောင်ရှိတယ်။သူဟာနေတိုင်းတောထဲကတရိษံလေးတွေကိုစိတ်ထင်သလိုလိုက်လံဖမ်းဆီးစားတောက်လေးရှိတယ်။သဘောတူညီချက်တရိษံလေးတွေဟာနေတိုင်းကြောက်လန့်နေရတာကြောင့်ချင်းသေးကြီးစီသွားပြီးအရှင်မင်းကြီးအရှင်ကတောထဲလိုက်ဖမ်းနေရင်ကျွန်တော်တို့အားလုံးမျိုးတုံးကုန်ပါလိမ့်မယ်။အဲ့ဒီအစားကျွန်တော်တို့ဘက်ကနေတိုင်းတရိษံတစ်ကောင်စီကိုအရှင်မင်းကြီးစီအစားအစာအဖြစ်အလှည့်ကျလာဆက်တပါမယ်လို့ချင်းသေးကြီးကလည်းအမဲလိုက်ရတာပြင်းတာနဲ့သဘောတူလိုက်တယ်။ဒီနေ့မှာတော့အလှည့်ကျတာကယုံကလေးတစ်ကောင်ပါ။ယုံကလေးကတေရမှာကိုမကြောက်ပဲညံသုံးပြီးဒီဘေးကနေဘလို့လွတ်အောင်လုပ်မလဲလို့တွေးခဲ့တယ်။ဒါကြောင့်သူဟာချင်းသေးကြီးစီကိုတမင်တကာအချိန်ကြီးကွေးစွာနဲ့တွားခဲ့တယ်။ချင်းသေးကြီးကဗိုက်စာလုံးလို့ဒေါသထွက်နေတော့ယုံကလေးရောက်လာတော့ဘာလို့ဒီလောက်နောက်ကျနေတာလဲမင်းလိုအကောင်သေးသေးလေးတကောင်တည်းလားလို့ဟိမ့်ဟောက်လိုက်တယ်။ယုံကလေးကတုံတုံရင်ရင်နဲ့အရှင်မင်းကြီးကျွန်တော်လာနေတော့လမ်းမှာအရှင်ထက်ပိုခန့်ညားပြီးပိုတန်မာတဲ့တခြားချင်းသေးတကောင်ကတားထားလို့ပါ။သူကဒီတော့ရဲ့ဘယင်ကသူပဲလို့ပြောနေပါတယ်လို့လိန်ပြောလိုက်တယ်ဒါကိုကြားတော့ချင်းသေးကြီးကအရန်ဒေါသထွက်သွားပြီးဘာတူလဲအဲ့ဒီကောင်စီငါကိုအခုချက်ချင်းလိုက်ပို့စမ်းလို့ခိုင်းတော့တာပေါ့ယုံကလေးကချင်းသေးကြီးကိုတောထဲကနတ်ဆိုင်နဲ့ရေရင်းကြီးတစ်ခုနားကိုခေါ်သွားခဲ့တယ်အရှင်မင်းကြီးအဲ့ဒီရန်သူကဒီတွင်းထဲမှာပုန်းနေတာပါလို့ယုံကလေးကပြောလိုက်တယ်ချင်းသေးကြီးကရေရင်းထဲကိုငုံကြည့်လိုက်တဲ့အခါရေထဲမှာသူ့ရဲ့အရေးကိုမြင်လိုက်ရတယ်သူ့ရိတ်ကိုတခြားချင်းသေးအစ်စ်လို့ထင်ပြီးဟိန်းဟောက်လိုက်တဲ့အခါရေရင်းထဲကလည်းပဲ့တင်တန်ပြန်ထွက်လာတယ်။ချင်းသေးကြီးဟာဒေါသအလိမ့်လိမ့်နဲ့ရန်သူကိုတတ်ဖို့ရေရင်းထဲကိုခုန်ချလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့မိုက်မဲပြီးမာနကြီးတဲ့ချင်းသေးကြီးဟာရေရင်းထဲမှာပဲအသက်ပြောက်သွားခဲ့ရတယ်။ပုံပြင်မှရသောသင်ခန်းစာအင်အားထက်ဉာဏ်ပညာကပိုပြီးအစွမ်းထက်သည်။ဘလောက်ပဲအခက်ခဲကြီးမားပါစေတည်ငြိမ်တဲ့စိတ်နဲ့ဉာဏ်ကိုသုံးရင်လွတ်မြောက်နိုင်သည်။